တယောက်တည်းသွားချိုးကြီးလားမပါလေဒီကချိုးလာပြီဟုတ်ပါဟာတော်ပါတော့စိုင်းရင်ဘူးတော်ပါတော့သူလည်းရောက်တဲ့နေရာမှာပျော်နေပြီမင်းလည်းမောက်တဲ့နေရာမှာတော်ပါတော့ဟာစာရေးနေရကြီးတော်စံဒီအောင်တက်ဒီဘယ်လိုလဲတကယ်မှမချစ်ဘူးလားငါရဲ့အချစ်တွေဘယ်နားလဲပါလေပုံမှန်လေကောင်းထွက်တော့မယ်ပုဂ္ဂိုလ်ကြီးက तू ကတကယ်မှမချစ်ဘူးလားပြောနေတာကျွန်တော်တို့အချစ်ဆိုတာဘာမှတော့မသိသေးဘူးဟုတ်တယ်ထပ်တိလို့လည်းမရအောင်အောက်ကဓာတ်နဲ့စီးဆောင်နေလို့ဆိုပြီးသူများတွေပြန်ကြည်စမ်းမူးတာပတ်ဆိုင်ရတယ်ငါတို့များမူးကြည့်ပါလားရောက်ခမတွေရောက်ဖတွေရိုက်တာလိုက်မယ်ဖြစ်ချင်းဟုတ်ပါဘူးညာကြီးကိုရမှာမဟုတ်ပါဘူးမမအေးစီစကရိုင်းဆောက်ဂျိတ်ကဒီဘက်ကိုထားဘူပေါင်းထိုးပြီးလို့ပေါက်ကုန်တယ်မင်းရေးရမလားငါရေးရမလားအဲ့လိုမျိုးရှဲတော့ညာလို့မော့ပြီးတော့ချလိုက်ရပြီโอเคမမြင်ရအောင်ထောင်ပြီးတော့ရိုက်ကြအောက်ချလိုက်အကုန်လုံးမြင်ရတယ်ညီမလေးအမြဲတမ်းထောင်းမှုမစင်းစားနေကိုမူးလို့ပြောတာမဟုတ်ဖုန်းကိုပြောတာလေအခါကျခေါင်းနေလည်းမပါပါဘူးရိုက်သွားတာ
ကျွန်တော်ခေါင်းမလားအောက်လေးချလိုက်ကျွန်တော်ခေါင်းပါပြီရော ညီလေးဒီဘက်ကမမထူးစမ်းတယ်အကုန်လုံးက surprise ဒီမှာအလုံးကြီးဒါလုံးကို အဲ့လိုတကယ်ဘူးနော်အဲ့လိုထင်ရမှာမဟုတ်ရေးတော့ ဟောဖောက်ပြမှာ ကလေးလေးကအသေးနူရနော် အေးဒီမဲ့ surprise အမှုကိုပြေသွားတာလေ ဒီမဲ့အထက်မှာဟတ်ချန်လေးအာ ကျေးဇူးတင်တယ် တကယ်တော့မူးပြေတာကြားလာပြီ तू ကကလေးလေးရေဝင်ထဲမှာနေရှင်တော့ ခင်ဗျားလည်း तू ကအသားယူရတယ်လား तू မမှုရဘူး